spicy အနဲ့ရောင်အထုပ်ကြီးပေးပါရေးစားထားရတာမလွယ်ဘူးနော်သူတို့စားကြရင်လှမ်းပါပြီးဝယ်ခိုင်းတော့တာပဲပတ်စံအစင်မပြေလို့မဝယ်ပေးရင်လည်းရစ်တာဆိုတာမပြီးတော့ဘူးရောမင်းတောင်းထားတဲ့ခောက်ဆွဲပါကျေးဇူးပါနော်ဒီတဲကိုထည့်စားဖို့ပစုံထုတ်လဲဝယ်ပေးရင်ကောင်းမယ်နော်ခုမှခုသာပတ်စံမရှိသေးဘူးလေဈေးထဲလည်းကိုမသွားချင်ဘူးအချစ်ရဲ့ငယ်ချင်းမင်းငါ့ကို9000လောက်ချီးပါကွာငါရီးသားသူ့ကိုပစုံမဝယ်ပေးလို့စိတ်ကောက်သွားပြီကွာပစုံ9000မိုးလောက်ပေးပါပစုံဝယ်လာပြီးစေးနေတာဗျကျုပ်လိုဘဝတူတွေရှိကြလားဗျမယူခင်စိတ်ဘလောက်ရှည်လဲစမ်းနေတာပါတော့မွေးနေရောပဲပစုံကြက်ရင်စားလို့ရပြီ spicy ခောက်ဆွဲလာစားကြပါအောင်